မင်္ဂလာပါရှင်။ဒါဟာခထိုင်မြန်မာဘာသာစီစဉ်မှာပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးမယ့်သတင်းကတော့လွန်ခဲ့တဲ့9နှစ်အတွင်းချင်းပြည်နယ်အစိုးရဖွဲ့၏လုပ်ငန်းဆောင်ရွက်ချက်ပေါ်ကျေနပ်မိကြောင်းဝန်ကြီးပူးမောင်ဟန်တာဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။လာမည့်အစိုးရတစ်တက်လာတော့မည်ဖြစ်တဲ့အတွက်လွန်ခဲ့သည့်9နှစ်အတွင်းချင်းပြည်နယ်အစိုးရဖွဲ့၏လုပ်ငန်းဆောင်ရွက်ချက်များပေါ်ကျေနပ်မှုရှိမရှိမေးမြန်းသည့်အပေါ်အားရကျေနပ်မိကြောင်းချင်းပြည်နယ်အစိုးရဖွဲ့စိုက်ပျိုးရေးနှင့်မွေးမြူရေးဝန်ကြီးပူးမောင်ဟန်တာကပြောဆိုလိုက်ပါတယ်။လုပ်ငန်းဆောင်ရွက်ခဲ့တာပြောမယ်ဆိုလို့ရှိရင်အများကြီးရှိပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့9နှစ်အတွင်းချင်းပြည်နယ်မှာအသက်မွေးဝမ်းကြောင်းနဲ့မွေးမြူရေးကဏ္ဍတိုးတက်လာတာတွေ့ရတယ်။အဲ့ဒါကိုကျေနပ်မိပါတယ်။ဘာဖြစ်လို့လဲဆိုတော့တိုင်းပြည်နယ်လူမျိုးချစ်တဲ့စိတ်ဓာတ်နဲ့လှုပ်ဆောင်နေကြတဲ့အတွက်ကျေနပ်မိပါတယ်။နည်းနည်းအခက်အခဲရှိတာကတော့လမ်းပန်းဆက်သွယ်ရေးဘက်ကိုဘတ်ဂျက်ပိုးရထားပေးထားတယ်။ကျေးလက်ဒေသတွေထောက်ပံ့ကူညီရမယ့်အခြေအနေအတွက်ဘတ်ဂျက်ရထားချက်မရှိဘူး။တနည်းပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ဌာနအတွက်ဘတ်ဂျက်ရထားတာနည်းနေတယ်။ဒါကြောင့်လိုအပ်သလိုလုပ်ငန်းအကောင့်ထဲမဖော်ဆောင်နိုင်တာဖြစ်တယ်လို့ဝန်ကြီးဦးမောင်ဟဲဒါကဟာခထမ်ကိုပြောပြခဲ့ပါတယ်။ဒီမိုကရေစီစနစ်ဖြင့်လုပ်ငန်းဆောင်ရွက်နေပြီဖြစ်တဲ့အတွက်နိုင်ငံသားတိုင်းကစိတ်သက်ပြုပြင်လာမယ်ဆိုလို့ရှိရင်ချင်းပြည်နယ်ကလည်းယခုအခြေအနေထက်ပိုမိုတိုးတက်လာပြီဖြစ်ကြောင်းလာမည့်ချင်းပြည်နယ်အစိုးရတစ်တွေဝန်ကြီးနေရာတစ်ခုခုရရှိနိုင်ဖို့အထက်တာဝန်ရှိသူများအပေါ်တွင်မူတည်နေကြောင်းဝန်ကြီးကထပ်လောင်းပြောဆိုခဲ့ပါတယ်ဆက်လက်ပြီးတော့ထန်တလန်မြို့နယ်စီပင်ကော်မတီရွေးကောက်ပွဲမတိချာသေးတဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်ချင်းပြည်နယ်ထန်တလန်မြို့နယ်စီပင်ကော်မတီရွေးကောက်ပွဲမတိချသေးကြောင်းထန်တလန်မြို့နယ်စီပင်ကော်မတီဥက္ကဋ္ဌဦးရမ်ခါထမာတိရှိရပါတယ်။စီပင်တပ်ဟာလွှတ်တော်ရဲ့တပ်နဲ့တူညီပြီး9နှစ်အတွင်းတာဝန်ထမ်းဆောင်ရမှာဖြစ်ပါတယ်။အရင်နှစ်တွေမှာအစိုးရတက်လာပြီးတစ်နှစ်ကြာမှစီပင်ကော်မတီရွေးကောက်ပွဲလုပ်တယ်။9နှစ်တပ်ဖြစ်ပေမဲ့4နှစ်တပ်အတွင်းတာဝန်ထမ်းဆောင်ခဲ့ကြတယ်။ချင်းပြည်နယ်စီပင်တာဝန်ရှိသူတွေကနေလာမယ့်စီပင်ရွေးကောက်ပွဲကျင်းပဖို့အခြေအနေကိုထုတ်ပြန်မှာပါဇန်နဝါရီ19ရက်နေ့မှာတော့တေချာမှာပါ2013ခုနှစ်စီပင်ဥပဒေမှာအင်ထောင်စုတစ်ခုကနေလူတအုပ်စီကစီပင်ရွေးကောက်ပွဲမှာမဲပေးပိုင်ခွင့်ရှိလို့ဖော်ပြထားတဲ့အတိုင်းသူတို့မဲဆန္ဒအရစီပင်တာဝန်ရှိသူတွေကိုရွေးချယ်မှာဖြစ်တယ်လို့ထန်တလန်မြို့နယ်စီပင်ဥက္ကဋ္ဌဦးရမ်ခါကဟာခထမ်ကိုပြောပြခဲ့ပါတယ်စီပင်ရွေးကောက်ပွဲကျင်းပဖို့ကတော့ချင်းပြည်နယ်အစိုးရဖွဲ့ကတာဝန်ရှိပါတယ်။သူတို့ကကြန့်ရှိတဲ့တစ်နှစ်တက်တန်းကိုဆက်လက်ယူဖို့ဆိုလို့ရှိရင်လည်းရတယ်။စီပင်ရွေးကောက်ပွဲကျင်းပတော့မယ်ဆိုလို့ရှိရင်လည်းသူတို့သဘောအတိုင်းဖြစ်လာမှာဖြစ်တယ်လို့ဦးရမ်ခါကထပ်လောင်းပြောဆိုခဲ့ပါတယ်။ဟာခါမြို့နယ်စီပင်ရွေးကောက်ပွဲကျင်းပမယ့်အခြေအနေကိုမတိချသေးကြောင်းလည်းသိရှိရပါတယ်။နွေရာသီရောက်ရှိလာသည့်နဲ့အညီမိတတိပြုကြရန်ဟာခမြို့နယ်မိသက်ရုံမှာတိုက်တွန်းတဲ့တရင်ကိုတင်ဆက်ပေးသွားပါမယ်။နွေရာသီရောက်ရှိလာပြီးဖြစ်သည့်နဲ့အညီလူထုအနေနဲ့မိတတိပြုရန်လိုအပ်ကြောင်းအထူးသဖြင့်လျှက်စစ်မီးဆိုင်ရာအသုံးဆောင်အသုံးပြုတဲ့အခါတတိထားကြရန်လိုအပ်ကြောင်းဟာခမြို့နယ်လျှက်စစ်ရုံတာဝန်ရှိသူဦးချမ်းနွန်မောင်ကတတိပေးတိုက်တွန်းလိုက်ပါတယ်။မကြသေးခင်ကဟာခမြို့မှာအိမ်မီးလောင်ကျွမ်းတာလျှက်စစ်မီးဖို့ကနေစတင်တာဖြစ်တဲ့ဒါကပေါ်ဆမှုကျွန်တော်တို့မိသက်ရုံကနေအလုတ်သမားနဲ့မိသက်ကအစင်တစ်ထားထားတယ်ကျွန်တော်တို့မိသက်ရုံကနေအပတ်တိုင်းအင်္ဂါနေ့နဲ့ကြာသပတေးနေ့တွေမှာဟာခမြို့ပေါ်လျှက်စစ်မီအခြေအနေစုံစမ်းလေ့လာနေပါတယ်လို့ဦးချောင်းတော်မောင်ကဟာခထိုင်ကိုပြောပြခဲ့ပါတယ်နွေရာသီရောက်ရှိလာပြီဖြစ်သည့်အတွက်ဟာခမြို့လူထုတပ်တနင်္ဂနွေနေ့တိုင်းမိတတိပြုမှုပညာပေးမှုကိုအတန်ချဲ့ဆက်ဖြစ်ပြုလုပ်နေပါတယ်2021ခုနှစ်ဇန်နဝါရီလ15ရက်နေ့နာတလအကြောင်းမှာလည်းမိတတိပြုရေးပညာပေးမှုလုပ်ခဲ့တယ်လို့ထပ်လောင်းပြောဆိုခဲ့ပါတယ်လူကြီးမင်းတို့၏လုပ်ငန်းကြောင်းရများကိုကြောင်ရထည့်သွင်းလိုပါကတဟာခထိုင်မှာဈေးနှုန်းချိုသာစွာနဲ့လှုပ်ဆောင်ပေးနေပါတယ်ကျမချယ်ရီပါ2020ရွေးကောက်ပွဲတွင်ဝင်ပြိုင်ခဲ့သည့်ကိုယ်စားလှယ်များကအာမခံကြေးထုတ်ယူနေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်2020နိုဝင်ဘာလ10ရက်နေ့၌ကျင်းပခဲ့သည့်မြန်မာနိုင်ငံရွေးကောက်ပွဲနှင့်ပတ်သက်ပြီးအာမခံကြေးကျပ်ငွေ3သိန်းပေးသွင်းသည့်ငွေများကိုရွေးကောက်ပွဲတွင်ရှုံးနေသည့်လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့်အနိုင်ရရှိသည့်ကိုယ်စားလှယ်များကဇန်နဝါရီလ18ရက်နေ့မှစတင်ပြီးထုတ်ယူနေကြကြောင်းသိရှိရပါတယ်ရှင်ဝင်ပြိုင်တဲ့လွှတ်တော်ကိုယ်စားလှယ်လောင်း42ဦးဖြစ်ပေမဲ့တယောက်ကတော့နည်းနည်းအရှုပ်ရှင်းရှိတယ်ရွေးကောက်ပွဲမှာဝင်ပြိုင်တဲ့ကိုယ်စားလှယ်တိုင်းကငွေထုတ်ယူတာမဟုတ်ဘူး8.1%မဲရရှိသူများကိုသာအာမခံကြေးပေးထုတ်တာဖြစ်တယ်
အဲ့ဒီရခိုင်နှုန်းမရရှိတဲ့သူတွေကတော့အာမခံကြီးပြန်ပေးမထုတ်တော့ဘူးလို့ဟာခခရိုင်တာဝန်ရှိသူဒိုချိုကဟာခထားမှုပြောပြခဲ့ပါတယ်ရွေးကောက်ပွဲတွင်ဝင်ပြိုင်သည့်ကိုယ်စားလှယ်လောင်းများထဲမှာ16ဦးထံအာမခံကြီးထုတ်မပေးတော့ပဲကိုယ်စားလှယ်လောင်း26ဦးကိုသာထုတ်ပေးကြောင်းသိရှိရပါတယ်ရှင်ဇန်နဝါရီလ18ရက်နေ့မှာအာမခံကြီးစတင်ထုတ်ပေးနေပြီးဇန်နဝါရီလကုန်ပိုင်းအထိသာထုတ်ပေးမှာဖြစ်ကြောင်းသိရှိရပါတယ်ရှင်ထန်တလန်မြို့နယ်တွင်ညူတီထွက်နှုံကောင်းနေကြောင်းသတင်းဆက်လက်တင်ဆက်ပေးသွားပါမယ်ရှင်ယခုနှစ်ထန်တလန်မြို့နယ်ကျေးလက်ဒေသများတွင်ညူတီထွက်နှုံကောင်းနေကြောင်းသက်ဆိုင်ရာကျေးလက်ဒေသလူထုထံမှသိရှိရပါတယ်ရှင်ဤကိစ္စနဲ့ပတ်သက်ပြီးဇန်ကလန်ကျေးရွာပါစတာလက်ထန်ရန်ကယခုနှစ်ကျွန်တော်တို့ရွာမှာညူတီထွက်နှုံကောင်းနေညူတီခုတဲ့အလုပ်ပြီးကြပြီမမျှော်လင့်မဲ့အထက်နှုံတိုးလာကြတာတွေ့ရတယ်ကျွန်တော်တို့ရွာကအင်ချီ130ရှိတဲ့အနက်အိမ်ထောင်စု40လောက်ကငရုတ်ခင်းလောက်ကြတာဖြစ်တယ်။ပြည်တွင်းမှာငရုတ်တီးတရင်ကိုကျပ်ငွေ2000ခွဲနဲ့ရောင်းနိုင်ကြတယ်လို့ဟာခထားမှုပြောပြခဲ့ပါတယ်။ကျွန်တော်တို့ရွာမှာလည်းငရုတ်တီးထွက်နှုံကောင်းတယ်။ကျွန်တော်တို့ရွာမှာအိမ်ချီ200လောက်ရှိတဲ့အနက်အိမ်ချီ20ကငရုတ်ခင်းလောက်ကြတယ်။အခုငရုတ်တီးခူတာပြီးပြီဆိုတော့ကျွန်တော်တို့ငရုတ်ခင်းကနေငရုတ်တီး15အိမ်လောက်ရတယ်။တပိတ်တာကိုကျပ်ငွေ9100နဲ့ရောင်းတယ်။ဈေးနှုန်းကတော့အကုန်မရောင်းသေးဘူးဆိုတော့ပြောလို့မရသေးဘူးလို့လူလဲကျေးရွာမှာဘူးထန်ဟိတ်ကဟာခထားမှုပြောပြခဲ့ပါတယ်။ရခိုင်နှစ်များထက်ယခုနှစ်မှာမြေတီးထွက်နှုံကောင်းမှုနေကြောင်းနဲ့ထန်တလန်မြို့နယ်ဗန်ဆောင်ခွဲဖင်းတောင်ကျော်နဲ့တခြားဒေသများမှာလည်းမြေတီးထွက်နှုံကောင်းနေကြောင်းသိရှိရပါတယ်ရှင်။ဆက်လက်ပြီးသတင်းအတူထွားလေးများကိုတင်ဆက်ပေးသွားပါမယ်။ချင်းပြည်နယ်ထန်တလန်မြို့ပေါ်တွင်ခွေးမွေးမြူရေးခွေးများကိုထန်တလန်မြို့နယ်မွေးမြူရေးရုံးတာဝန်ရှိသူများက2021ခုနှစ်ဇန်နဝါရီလ19ရက်နေ့တွင်အခမဲ့ဈေးထိုးပေးခဲ့ကြောင်းနဲ့ထန်တလန်မြို့ပေါ်တွင်ခွေးကောင်ကြီး130မွေးမြူနေကြောင်းသိရှိရပါတယ်ရှင်။ချင်းပြည်နယ်ထန်တလန်မြို့၌ COVID-19 ရောဂါနဲ့ပတ်သက်ပြီး quarantine ဝင်သူများနဲ့ quarantine ဝင်သူစောင့်ရှောက်သူများအတွက် Presbyterian Church of Myanmar ကနေဇန်နဝါရီလ18ရက်နေ့တွင်ကျပ်ငွေ9သိန်းထူထမ်းခဲ့ကြောင်းသိရှိရပါတယ်ရှင်။ကျမတို့ရဲ့ The Harkata မြန်မာဘာသာအစီအစဉ်ကိုတည်တင်ရနာခွင့်ပြုပါရှင်။ကြည့်ရှုသူပရိသတ်များအားလုံးအထူးပင်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျွန်မ Esther ပါ။